နောက်တစ်ခုနေ့ကျော်ဖြိုတဲ့အားလုံးပဲမင်္ဂလာပါဖြိုဖြစ်ပါတယ်ဒီနေ့ဟီဒါကနာရှစ်လုံးတင်သွားပေးမှာဖြစ်ပါတယ်အရင်ရက်တွေကဒီထိပြီးသွားပြီပေါ့နော်ဟာဟီဖူဟဲဟိုဆိုပြီးတော့ပြီးသွားပြီပေါ့နော်ဒီနေ့ဒီယောက်က9လုံးရဲ့ဒီအောက်မှာ3လုံးရှိရပေါ့နော်ရှစ်လုံးတင်သွားပေးမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်စလိုက်ကြရအောင်ပေါ့နော်ဒါလေးပေါ့နော်သူ့ရဲ့အတန်ထွက်ကမဖြစ်ပါတယ်မပေါ့နော်ရိုမာကြီးနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ a မဖြစ်ပါတယ် MA မပေါ့နော်โอเคဒါဆိုလို့ရှိရင်အစွဲချက်လေးကြည့်ရအောင်နော်လွယ်လွယ်လေးပဲနော်3ချက်ရှိပါတယ်သူ့ရဲ့ဆွဲချက်ကဒုတ်ချောင်းလေး2 ချောင်းဆွဲလိုက်မယ်တစ်ချက်2 ချက်ပြီးရင်သူ့အလဲကနေပြီးတော့ဖြတ်မယ်နော်3 ချက်မဖြစ်ပါတယ်ဟုတ်ပြီနော်ဒီအကောက်လေးကနော်ဒီလိုမျိုးကြီးရှောက်ပြီးတော့မလုပ်ရအောင်နော်ဒီလိုမျိုးတွေနော်ပြီးတော့လို့ရှိရင်ဒီအောက်ထိပေါ့နော်ဒီလိုမျိုးကောက်သွားတာတွေအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီမြင်းချောင်းလေးတွေနဲ့တဒန်းနေပေါ့နော်တဒန်းနေနီးပါးလောက်ရှိတယ်ပေါ့နော်โอเคဒါဆိုရင်နောက်တစ်ခေါက်ထပ်ပြီးတော့ဆွဲကြည့်ရအောင်နော်မတစ်ချက်2 ချက်3 ချက်ရမယ်နော်မဖြစ်ပါတယ်မโอเคဒါဆိုလို့ရှိရင်နောက်တစ်လုံးဆက်ပြီးတော့သွားပါမယ်မပြီးသွားလို့ရှိရင်မိဖြစ်ပါတယ်မိဟုတ်ပြီနော်ရိုမာကြီးနဲ့ဆိုရင် MI မိဖြစ်ပါတယ်မမိရမယ်နော်โอเคဒါဆိုရင်ဆွဲကြည့်အောင်သူ့ရဲ့ဆွဲချက်က2 ချက်ပဲရှိတယ်ပေါ့နော်စိတ်ထဲမှာ7ဆွဲတယ်လို့မှတ်မယ်နော်7လေးပေါ့နော်7လေးဆွဲမယ်ပြီးရင်ပြန်ကောက်မယ်ဒီလိုမျိုးလေးအောက်လေးကိုနည်းနည်းလေးဆင်းသွားမယ်ဒီလိုပုံစံလေးနော်โอเคပြီးတော့လို့ရှိရင်ဒီနားလေးမှာဖြတ်လိုက်ပါမယ်မိအဲ့တော့အရင်ရှိရှိကြီးဖြတ်ရင်မလာဘူးနော်ဒီလိုမျိုးကြီးဖြတ်လိုက်မယ်ဆိုရင်ဒီလောက်လောက်လေးပဲနော်ဒီနေထားလောက်လေးပဲโอเคဒါဆိုလို့ရှိရင်ပြန်ပြီးတော့ဆွဲကြည့်အောင်နော်မိနော်မိ7လေးဆွဲတယ်လို့စိတ်ထဲမှာမှတ်မယ်ပြီးတော့လည်းဒီနားလေးမှာကောက်မယ်ဒီလိုမျိုးလေးပြန်ဆင်းမယ်အဲ့တော့များသောအားဖြင့်ဒီမှာဆွဲတဲ့ခါကျရင်ပေါ့နော်ဒီအပိုင်းလေးမှာပေါ့နော်တော်တော်များများဒီပိုင်းလေးမှာဒီလိုမျိုးကုန်းပြီးတော့ဒီလိုကြီးကိုေးသွားတာမျိုးတွေဆွဲတတ်ကြတယ်အဲ့လိုမျိုးဆိုရင်မရဘူးပေါ့နော်လှလည်းမလှဘူးပေါ့နော်ဒီလိုပြပြလေးပေါ့နော်ပြပြလေးအပေါ်ကနေအောက်လေးကိုဆင်းတဲ့ပုံစံလေးပေါ့နော်ပြပြလေးဆွဲပြရမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားတော့မှဒီမှာဖြတ်မြင်းလေးပေါ့နော်ဒီနားလောက်လေးမှာဖြတ်မြင်းလေးဟုတ်ပြီနော်သူတို့ဒီဘက်ကမြင်းနေနဲ့ပြိုင်မဲပေါ့နော်ဒီလိုမျိုးလေးဖြတ်လိုက်မယ်ဟုတ်ပြီနော်မိဖြစ်ပါတယ်မိရမယ်နော်โอเคဒါဆိုရင်နောက်တစ်လုံးဆက်သွားမယ်နော်မမီနောက်တစ်လုံးကကြတော့မူဖြစ်ပါတယ်မူရိုမာကြီးနဲ့ဆိုရင် MU မူဟုတ်ပြီနော်မူဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဆွဲကြည့်အောင်နော်သူ့ရဲ့ဆွဲချက်က3 ချက်ရှိပါတယ်စပြီနော်တုတ်ချောင်းလေးဆွဲလိုက်မယ်တစ်ချက်ပြီးတော့ရင်သူ့အလဲကနေဖြတ်မယ်နော်လဲကနေတုတ်ချောင်းလေးဖြတ်မယ်ပြီးတော့ရင်ကောက်မယ်ပြီးရင်ဒီလိုမျိုးလေး white ပြီးတော့ပေါ်တက်မယ်အရင်ကိုကိုကြီးရေတော့မဟုတ်ဘူးပေါ့နော်ဆွဲကြည့်မယ်နော်ဒီလိုမျိုးလေးဆွဲလိုက်မယ်ဒီလိုလေးကောက်မယ်အပေါ်လေးကိုနည်းနည်းလေးပေါ့နော်ဒီလိုမျိုးလေးနော်ပြီးွားရင်နောက်ပြစ်လေးလိုမျိုးထည့်မယ်ပေါ့နော်မူမူဖြစ်ပါတယ်โอเคနောက်တစ်ခေါက်ထပ်ပြီးတော့ဆွဲကြည့်မယ်နော်တစ်ချက်2 ချက်3 ချက်မူရမယ်နော်နောက်တစ်ခေါက်ထပ်ဆွဲကြည့်မယ်တစ်ချက်2 ချက်3 ချက်အဲ့တော့ဒီနားလေးကတော့ကိုယ်စိတ်ကြိုက်ပေါ့နော်ဒီလိုမျိုးလေးအပေါ်လေးကိုကွေးလို့ရပါတယ်ခုနကဒီမနဲ့တော့မတူဘူးပေါ့နော်မကကြတော့ဒီလိုမျိုးလေးတော့ပါနော်ဒီလိုမျိုးလေးဒီဟာကြောင့်ဒါလေးကိုလုံးဝကောက်ပြီးတော့အပေါ်လေးကိုတက်တာပေါ့နော်မှုဖြစ်ပါတယ်မာမီမှုနောက်တစ်လုံးပေါ့နော်မေမေရိုမာကြီးနဲ့ဆိုရင် ME မေဖြစ်ပါတယ်မေပေါ့နော်အဲ့တော့မေကဘာနဲ့သွားတူလဲဆိုလို့ရှိရင်နာနီနုနုနဲ့တူတယ်နုကကြတော့အကောက်လေးပါတယ်ပေါ့နော်မဲကကြတော့အကောက်လေးမပါဘူးโอเคဒါဆိုလို့ရှိရင်ဆွဲကြည့်မယ်နော်တုတ်ချောင်းလေးဆောင်းဆောင်းလေးဆွဲလိုက်မယ်ပြီးသွားရင်
သူရဲ့ V ပုံစံလေးပေါ့နော်ဒီလိုမျိုးလေးဆွဲမယ်ကောက်မယ်ဒီလိုလေးပေါ့နော်မေရမယ်နော်โอเคနောက်တစ်ခေါက်ထပ်ပြီးတော့ဆွဲကြည့်ပါမယ်တစ်ချက်နှစ်ချက်မေရမယ်နော်အဲ့တော့အရင်တစ်ခါ no ဆွဲတော့ကလည်းပေါ့နော်ပြောပြဘူးတဲ့သတိထားရမယ်နေရာမှာဒီဆက်စချင်းဆွဲတဲ့ပထမတစ်ချက်ပေါ့နော်ဒီတစ်ချက်ကိုအရင်ဆောင်ပြီးတော့ဒီလိုမျိုးကြီးလုံးဝအမှားကြည့်ကြည့်လို့ဖြက်ကြီးလိုမျိုးဆွဲပြီးသွားတော့မှဒီလိုလုံးမယ်ဆိုရင်ဒီမြင်းเนี่ยအလေကြီးမှာရောက်ပြီးတော့မလှဘူးပေါ့နော်အဲ့တော့ခါကျတော့ဘယ်လိုမျိုးဆွဲရမလဲဆိုလို့ရှိရင်ဒီပထမစပြီးဆွဲတဲ့မြင်းကြောင်ကိုအရင်ဒီဘက်ကြီးကိုဒီလိုဆောင်းလိုက်တာမဟုတ်ဘဲねပေါ့နော်ပြပြလေးပေါ့နော်ပြပြလေးဆောင်းမယ်တော့လို့ရှိရင်နောက်တစ်ချက်ဆွဲတဲ့အခါမှာဆိုရင်လေသူက V ပုံစံလိုမျိုးပေါ့နော်ဒီနားလောက်လေးကိုပဲဖြတ်ပြီးသွားမယ်ပေါ့နော်အရင်ဒီအလဲကနေပြီးတော့ဒီလောက်ကြီးဖြတ်လိုက်မယ်ဆိုလို့ရှိရင်ဆွဲရတာခတ်သွားပြီပေါ့နော်အခါကျတော့ဒီလောက်လေးပဲဆွဲပါမယ်ဒီနားလောက်လေးပေါ့နော်ဒီနားလောက်လေးကနေဖြတ်မယ်ပြီးတော့ရင်ဒီလိုလေးမေးရမယ်နော်မေးဖြစ်ပါတယ်โอเคမာမီမူမေးနောက်တစ်လုံးမိုပေါ့နော်မို M O မိုပေါ့နော်ရိုမာကြီးနဲ့ဆိုရင် M O မိုဖြစ်ပါတယ်မိုအဲ့တော့မိုးရဲ့ဆွဲချက်လေးလွယ်လွယ်လေးပါဟုတ်ပြီနော်အာရှီလေးကိုတုတ်ချောင်းလေးနှစ်ချောင်းဖြတ်ထားတဲ့ပုံစံလိုမျိုးလေးပေါ့နော်โอเคဒါဆိုဆွဲကြည့်မယ်နော်အဲ့တော့တုတ်ချောင်းလေးနှစ်ချောင်းကတော့အရင်ဆွဲရမှာပေါ့နော်တစ်ချက်နှစ်ချက်ပြီးတော့ရင်အလေကရှီလေးလိုမျိုးဆွဲလိုက်မယ်နော်သုံးချက်မိုးဖြစ်ပါတယ်နောက်တစ်ခေါက်ထပ်ပြီးဆွဲကြည့်ပါမယ်တစ်ချက်နှစ်ချက်သုံးချက်မိုးရမယ်နော်โอเคဒါဆိုရင်ငါးလုံးပြီးသွားပါပြီမာမီမူမေမိုရမယ်နော်โอเคအဲ့ဆိုရင်ဒီအောက်မှာသုံးလုံးရှိတယ်ပေါ့နော်အဲ့ဒီသုံးလုံးကိုတွားကြည့်အောင်ဒီပထမဆုံးတစ်လုံးလေးရဲ့အတန်ထွက်ကတော့သူကရဖြစ်ပါတယ်ရရပေါ့နော်ရိုမာကြီးနဲ့ဆိုရင် Y A ရဖြစ်ပါတယ်ရโอเคဒါဆိုရင်ဆွဲကြည့်မယ်နော်သူ့ရဲ့ဆွဲချက်က၃ချက်ရှိပါတယ်ပထမဆုံးတစ်ချက်ပေါ့နော်ဒီလိုလေးငမြားကြိတ်လေးလိုပေါ့နော်အကောက်လေးဒါမှမဟုတ်ရင်ထီးကောက်လေးလိုမျိုးပေါ့နော်ရအဲ့မှာဆွဲတဲ့ခါကျဒီလိုမျိုးအရင်ကောက်မပလိန်နဲ့ပေါ့နော်အဲ့လိုဆိုမလှတော့လောက်လေးပဲပေါ့နော်အောက်ကနေအပေါ်လေးကိုနည်းနည်းတက်မယ်ပေါ့နော်တစ်ချက်ပြီးတော့ရင်နှစ်ချက်ဒီမှာတောင်မှလေးတက်မယ်နှစ်ချက်ပြီးရင်နောက်တစ်ချက်ကကြောက်ဒီလိုလေးဖြတ်မှာဖြစ်ပါတယ်သုံးချက်ရတိတ်ပြီးတော့လှတယ်လို့မမြင်ရဘူးเนาะနောက်တစ်ခါဆက်ဖက်ဆွဲကြည့်မယ်เนาะညအဲ့တော့ထီးကောက်လေးလိုမျိုးဆွဲလိုက်မယ်သူအပေါ်လေးကိုလည်းနည်းနည်းတက်တယ်เนาะတစ်ချက်နှစ်ချက်ဒီအကောက်လေးဒီအကောက်လေးပေါ့ဒီအတက်ကလေးပေါ့နော်ဒီအတက်ကလေးအရင်ရှည်တယ်ဆိုလို့ရှိရင်ဘယ်လိုမှလှမှာမဟုတ်ဘူးပေါ့နော်အရင်ရှည်စရာမလိုပါဘူးဒီလောက်လေးဆိုရပြီပေါ့နော်နှစ်ချက်သုံးချက်ရဖြစ်ပါတယ်ရမယ်နော်โอเคဒါဆိုရင်နောက်တစ်လုံးတော့ပါမယ်ရပြီးတော့ရင် you ဖြစ်ပါတယ်ရ you ပေါ့နော် y u u ဖြစ်ပါတယ် you โอเคဒါဆိုရင်ဆွဲကြည့်မယ်နော် you သူ့ရဲ့ဆွဲချက်ကနှစ်ချက်ရှိပါတယ်ဆွဲမယ်နော်ဒုတ်ချောင်းလေးဆွဲမယ်ပြီးရင်အဲ့ဒုတ်ချောင်းလေးကနေပြီးတော့ပြန်ပြီးတော့အပေါ်တက်မယ်ပြီးသွားရင်နောက်မှ white ကလေး white မယ်ပေါ့နော်ဒီလိုလေး white မယ်နော်ဒီလိုမျိုးလေး white မယ်ပြီးသွားရင်သူ့လေကနေဖြတ်မယ်ဒုတ်ချောင်းဖြတ်တာမဟုတ်ဘူးပေါ့နော်သူကနည်းနည်းလေးကွေးတယ်လူလေးနည်းနည်းကိုကွေးလေး you ပေါ့နော်ဒီပြန်ဆွဲကြည့်မယ်နော်လွယ်မလို့လို့နဲ့ဆွဲရခက်တယ်ပေါ့နော်ဒုတ်ချောင်းလေးဆွဲမယ်အဲ့ဒုတ်ချောင်းကိုပေါ်ပြန်တက်မယ်ပြီးသွားရင်ကွေးလိုက်မယ်ဟုတ်ပြီနော်ပြီးရင်အလျားကူကွေးလေးဖြတ်မယ် you နောက်တစ်ခေါက်ထပ်ဆွဲကြည့်မယ်နော်ဒုတ်ချောင်းလေးဆွဲမယ်ပြန်တက်မယ်ကွေးမယ်ဒီချီကွေးမယ်ပေါ့နော်တဝက်လောက်ထိကွေးမယ်ပြီးတော့ရင်အလယ်ကနေပြီးတော့ဒီလိုလေးဖြတ် you ဖြစ်ပါတယ်။တခုကကြောဝဝဖြစ်တခုကကြောပိန်ပိန်ဖြစ်သွားပြီပေါ့နော်။နည်းနည်းလေးချင်းချိန်ပြီးတော့ဆွဲပေါ့နော်။ you ရမယ်နော်။ဆွဲရတာနည်းနည်းလေးဘယ်လိုပြပြရမလဲခက်တယ်လို့ခံစားရတယ်ပေါ့နော်။ကြည့်ရတာတော့လွယ်တယ်ဆိုပေမဲ့ဆွဲတဲ့ခါမှာနည်းနည်းလေးခက်တယ်ပေါ့နော်။ကဲနောက်ဆုံးတစ်ခေါက်ပြန်ဆွဲကြည့်မယ်နော်
လှုပ်ချောင်းလေးဆွဲမယ်အပေါ်ပြန်တက်မယ်ဝိုက်မယ်ကွေးမယ်ပြီးတော့ရင်အလဲကနေပြီးတော့နည်းနည်းကွေးလေးဖြတ်လိုက်မယ်ရမယ်နော်လူတုတ်ချောင်းကြီးဖြတ်လို့တော့မရဘူးပေါ့နော်ယူဖြစ်ပါတယ်ရယူယော့နောက်တစ်လုံးကကြတော့ယော့ဖြစ်ပါတယ်ရယူယော့ယော့ဝိုင်းအိုပေါ့နော်ရိုမာကြီးနဲ့ဆိုရင်ဝိုင်းအိုโอเคဒါဆိုရင်ဆွဲကြည့်အောင်နော်ဆွဲချက်က2ချက်ပဲရှိပါတယ်အတက်ကလေးဆွဲလိုက်မယ်နော်တုတ်ချောင်းလေးပြီးတော့ရင်ဒီနားကနေဆွဲမယ်ပြီးတော့ရင်ဒီလိုမျိုးလေးလုပ်လိုက်ပါမယ်ယော့လွယ်လွယ်လေးပဲနော်နောက်တစ်ခါထပ်ပြီးဆွဲကြည့်အောင်တစ်ချက်နှစ်ချက်ယော့ကြမယ်နော်โอเคဒီနေ့ကတော့ဒီရှစ်လုံးပေါ့နော်နောက်တစ်ခေါက်ဗီဒီယိုကြလို့ရှိရင်ကြံနေပေါ့နော်ရှစ်လုံးကိုအပြီးတင်သွားမှာဖြစ်ပါတယ်မိနာဆန်တို့များများရေးများများလေ့ကျင့်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဟီရာဂါနာတွေမှတ်မိလာမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုတွေကြမှာပြန်ပြီးတွေ့ကြမယ်အဆန်ဘိုင်ဘိုင်မှာတာနေ